အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရမညမေးရေးသားထားတဲ့လောကဇက်ခုံဖုံဖုံလို့မြည်ရတဲ့ဝတ္ထုရှိအပိုင်း6ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဖာတရားခလေးတွေဖာတရားဒီအတန်ကိုကြားရရင်နီနီဇော်တို့ခလေးတတိုက်တိတ်ပျော်ကြတာပေါ့ဒီဖက်ခဲစကားနဲ့ပြောရရင်တော့မွေးနေ့သမဟုတ်အထိမ်းအမှတ်နေ့တစ်ခုခုအတွက်ပေါ့ပျော်စရာကြီးပဲလားဆိုတော့မဟုတ်ပါဘူးမကောင်းဖြစ်လို့ရှိရင်ပဲဖြစ်ဖြစ်လူသေးရက်လည်းလို့ရင်ပဲဖြစ်ဖြစ်ခလေးတွေအတွက်တီးတက်မုတ်တုံမဟုတ်အတိအနံတကြားလုံးစတော့ကိုယ်စေတနာရှိတဲ့မြည်သည့်ဖြစ်စီမစိုးပေးဝေလူတန်းချိန်မှာစောအော်သောစကယ်စုလေးဖြစ်ပါတယ်မိသူကစား၍မိသူတီထွင်တော့စကားဖြစ်သည်ကိုမသိပေမဲ့တီအတန်ကြားလျင်အရန်ပျော်ရွှင်သွေးဝေလို့ယူကြပါတယ်နီနီစောနေ့လက်ထမင်းစားကြအိမ်လိုက်မလားအိမ်မှာဖာတရားဝင်မဲ့တဲ့လိုက်မှာပေါ့စင်မထွေးရဲ့အမေကိုနီနီစောမတုတ်ဆိုင်မဲဖြေလိုက်သည်စင်မထွေးကသုံးလမ်းမနေသောနီနီစောတငယ်ချင်းဖြစ်သည်စင်မထွေးတွင်စင်မဝင်းဟူသောညီမတစ်ယောက်ရှိသည်စင်မထွေးသည်အစ္စလမ်မွတ်စလင်လူမျိုးဖြစ်သည်နီနီစောတို့ငယ်ငယ်ကဘာလူမျိုးရဲ့လို့ဘာသာရေးခွဲခြားဆန်းသည်မရှိခလေးတွေကြီးပဲလားဆိုတော့မဟုတ်လူကြီးတွေလည်းထိုနည်းအတိုင်းပင်ဖြစ်သည်နီနီစောတို့ရက်ွက်ထဲရက်ကြီးခါကြီးဆိုလျင်ဘာသာမရွေးဝန်းဝန်းကူညီကြသည်စင်မထွေးဖတ်တရားမှာပါဝင်မှလဲနီနီဇော်ရဲ့အမေကိုစင်မထွေးကအသီးဆုံးလားမသိဘူးဟုဖြေသည်ဖတ်တရားဝေရာတွင်အသီးဆုံးကိုအကြိုက်ဆိုဖြစ်သည်အသီးဆုံးထုတ်တွင်စိတ်သာဥတစိတ်လိမ္မော်တိ3မွ4မွစပြည့်တီ3လိုလေးလိုမကလာတိတစိတ်3မဟုတ်2စိတ်ကိုငါကိုအိမ်နဲ့ထုတ်၍ခလင်းမြအားဝေတတ်သည်ဖတ်တရားထဲတွင်အသီးဆုံးသည်နီနီဇော်တို့ခလေးတွေအဖို့တန်ဖို့အကြီးဆုံးဖြစ်သည်အင်းလေးဆိုလျင်တအိမ်တက်တအိမ်စင်မိုးလိုက်စားသည်ထမင်းလိုက်စားသည်ဒေဝါလီနေ့ဆိုလျင်လည်းထိုနည်းအတိုင်းဖြစ်သည်ထိုအချိန်ကထို့သောပြုလို့ရချင်သည်80ရာတခုမဟုတ်ပြောစရာတလေးတစ်ခုဖြစ်သည်နီနီဇော်တို့ခလေးတတိုင်းအပျော်ဆုံးအခြေတွေဖြစ်သည်ခလေးမထက်စားတမင်းယူအမလားစင်မထွေးတို့အဖွားကဟင်းထက်ပေးရင်ပြောလိုက်သည်တော်ပြီနာနီဝါသွားပြီအဖွားကိုအစ္စလမ်လိုနာနီဟုခေါ်သည်ထို့သောပင်အကိုကိုအပိုင်အမကိုအဘူးဟုတငယ်ချင်းခေါ်သည့်အတိုင်းလိုက်၍ခေါ်တတ်သည်ထမင်းစားပြီးသည်နှင့်စိုးနေသောလက်အားစကက်နှင့်သုံး၍ကြောက်တင်ပုံနှင့်ကြောက်တန်းစာအုပ်နှဲငယ်သာပါသောလွယ်အိတ်ကိုလှမ်းယူလိုက်သည်ကိုကြီးကျော်တို့ကိုကြီးကျော်မူလဲမူရဲထူလဲထူရဲတို့ကိုကြီးကျော်ရသမားမှန်ရင်လေရှင်ပြိုင်ကတောက်လိုက်ခြင်းနဲ့ကျသမားမှန်ရင်လေရှင်ပြိုင်ကတိုက်လိုက်ခြင်းနဲ့ကြက်ကြောအရက်ဖော်အမိတွေကစုံပါသနော်ကြော်ပလင်းကိုကိုက်ဆဲမှုတဲ့ကိုကြီးကျော်နက်ကနေတဲ့နက်ပွဲဝင်ကြည့်ရအောင်နီနီဇော်လက်ကိုဆွဲ၍စေမထွေးနက်ပွဲထဲဝင်သွားသည်သုံးလန်းထိတ်အိတ်တွင်နက်ကနာပေး၍နက်ကနေသောအချိန်ဖြစ်သည်ထိုအချိန်ခါတွင်နီနီဇော်တို့ကာညီနောင်ကျောင်းကနေပင်အတန်ကြားရသည်ဖြစ်သည်ကြည်ကောင်နှင့်ကြည်နေသည်မှာကြောက်ခေါင်းလုံးထိုးစမ်းမမကြားရရှိလိုက်သည်ကြောက်တက်ပြီးနိုင်ယူဝဲအလိုမှစေမထွေးကျောင်းနောက်ကြပြီးပြေးမလားကျောင်းလွယ်အိမ်နဲ့စကက်ဖို့ယူဖာရတငယ်ချင်း2ယောက်နဲ့ပွဲအကြည့်ကောင်းရင်ဦးရဖာရကျောင်းသို့ပြေးရလေသည်ကျန်တကားကမဝင်မဲကာသာတော်တသူကျိုးကိုမ၍ခိုးဝင်ကလက်များချေများတွင်တန်စုကျိုးချေရများနှင့်ဖြစ်သည်ဆရာမမတွေးပါစေနဲ့ဟိုနှစ်ယောက်လာစမ်းဆုတောင်ကမပြေးခဲ့ပါသုံးနှန်းဆရာမနှခန့်ကွဲနေ၍နှခန့်ကွဲဆရာမဟုခေါ်သည်နှခန့်ကွဲဆရာမတွေ့သာ၍ခြေတလုံးအားတယောက်သုံးချက်ရိုက်ခံထိသည်ရိုက်ခံထိပေမဲ့ဆရာမအလစ်မှာတဟီဟီနဲ့2ယောက်သာရင်နေကြလေသည်တောင်းကျောင်းစင်ခါလောင်ထိုးသန့်ကြသည်နှင့်လွယ်အိတ်ထဲစာအုပ်နဲ့ကြောက်တင်ပုံအမြန်ကောက်ထဲလိုက်သည်ဆရာမအားနှုတ်ဆက်ပြီးသည်နှင့်တိုး၍ပြေးထွက်ကြသည်ကျောင်းရှိတွင်ယူကလေးသစ်ပင်များစီတန်း၍ရှိသည်စာမွေးပွဲဖြည့်ချေတွင်ယူကလေးရွက်များအားလိုက်ဖန်၍စာအုပ်ထဲညှက်ထားလျင်စာမွေးပွဲဖြည့်နိုင်သည်ဟုယုံကြည်ကြသည်ထိုမှမကသည်ကျောင်းသားမနေတဲ့အဖွားအိုကြီးတယောက်ဆန်ကိုနှနွေးနဲ့လုံးရဲ့အထုပ်လေးတွေထုတ်ပြီး20ကျပ်နဲ့ရောင်းသည်ကိုစာမွေးပွဲအောင်မြင်အစာအဖြစ်ဝယ်ခဲ့ဘူးသည်နီနီဇော်တို့ကလေးတတိုင်းထုတ်ဖွားကြီးအားဆုံးမကြီးဟုထင်ကြသည်လက်ပြကလေးလေးတွေလှနေတာပဲကျောင်းရှိမှာတော့ဘဲလော့ဆိုင်တွင်ပစ္စည်းမျိုးစုရှိသည်ထိုအခြေကခက်စာတော့စပလိန်နဲ့လှုပ်ထားသောရွှေရောက်လက်ပြကလေးအားကြိုက်ကြည့်ပြီးနီသောသဘောကျနေသည်ငါတို့စင်တူဝယ်ကြရအောင်မဟုတ်ဖို့စုကြမယ်လေအေးဝယ်ကြတာပေါ့နီသောတငယ်ချင်းချွတ်လွယ်အားလက်ဆွဲကတွက်လက်သောခြေလမ်းများဖြင့်အိတ်တို့အတူပြကြလေတော့သည်နောက်တစ်ပတ်ရဲ့နောက်တစ်ပတ်ကိုဆက်လက်စောင့်မျှော်အားပေးကြပါဦးရှင်စောင့်မျှော်နားဆင်ပေးသောပရိသတ်တွေကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်